hello မင်္ဂလာပါဒါစင်ကာပူစံနေညစင်ကာပူစံတော်ချိန်ပေါ့နော်6:59 မိနစ်by the way ကျွန်မနာမည်တော့မြန်နေဦးဖြစ်တယ်how are you my friend ဒီနေ့အားလုံးစင်ပြကြပါရဲ့လားနေကောင်းကြပါရဲ့လားဘာလုပ်ငန်းတွေရောစင်ပြကြရဲ့လားပေါ့နော်ဒီနေ့တည်းဒါအတွက်ကျွန်မတို့ဒါဖူတိုင်းကြောကနေပြီးလို့ပေါ့နော်ဒါကျွန်မတို့ကျွန်မရဲ့နားတဲ့ဆောင်ပေါ့နော်ပြန်ရောက်လို့လာပြီဒီစကားလာပြောတဲ့အကြောင်းအရာလေးကတော့ဒါကျွန်မရဲ့ပေါ့နော်ပတ်တိုင်ကျော်အနေနဲ့လုပ်ကိုင်နေတဲ့ digital business စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ကျွန်မအနေနဲ့မျှဝေဖို့အချိန်ရောက်ရှိလာပြီပေါ့နော်ကျွန်မတို့အခုဒါပေါ့နော်ကျွန်မကိုကျွန်မအရင်ဆုံးမိတ်ဆက်ပေးရစေ follower အသစ်တွေရောပေါ့နော်ကျွန်မရဲ့ page မှာ follower အသစ်တွေရောအားလုံးကိုမိတ်ဆက်ပေးခြင်းဖြစ်ပါတယ်ကျွန်မကတော့မြန်နေဦးဖြစ်တယ်အခုလောလောဆယ်ပေါ့နော်စင်ကာပူနိုင်ငံမှာအချိန်ပြည့်လုပ်ကိုင်နေတဲ့ဝန်ထမ်းတယောက်ပေါ့နော် Fresh and Frozen Meat Supplier Company မှာအချိန်ပြည့်လုပ်ကိုင်နေတဲ့ဝန်ထမ်းတယောက်ပါဒီ page နာမည်ကတော့ menu ပေါ့နော်ကျွန်မအခုလိုမျိုးစကားလာပြောရတဲ့အကြောင်းအရာလေးကတော့ဒါကျွန်မတို့ပေါ့နော်ကျွန်မရဲ့ပတ်တိုင်ကျော်အနေနဲ့လုပ်ကိုင်နေတဲ့ပေါ့နော် digital စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဒါကျွန်မတို့ပေါ့နော်ဒါကျွန်မတို့ရဲ့ဒီပေါ့နော်business owner တွေပေါ့နော်ကိုယ့်ရဲ့ page မှာရက်90အနေနဲ့အသေးချက်လက်ခေါ်လာကြတာဒီနေ့ဆိုလို့ရှိရင်ကျွန်မကဒီ89ကိုရောက်ရှိလို့လာပြီပေါ့နော်ဒီ89ကဘာလဲဆိုလို့ရှိရင်ဒါကျွန်မတို့ရဲ့စီးပွားရေးလုပ်ငန်းအကြောင်းလေးတွေပေါ့နော် business owner တွေဒါအချက်တွေနဲ့တော့မျှဝေပေးကြတာပေါ့နော်ဒါမှမဟုတ်စီးပွားရေးလုပ်ငန်းကဘာလဲဆိုတာပေါ့နော်ဒါမိတ်ဆွေတွေသိအောင်လို့ကျွန်မတို့ရဲ့ page မှာရှိတဲ့ follower တွေသိအောင်လို့ကျွန်မအနေနဲ့မျှဝေပေးခြင်းဖြစ်ပါတယ်ကျွန်မတို့မြန်နေဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါမိတ်ဆွေတို့ရေညသာလဲစားပြီးကြလားဘလို့နော်နေလဲကောင်းကြရလားပေါ့နော်မိတ်ဆက်ချင်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်မရဲ့ live ကိုတွေ့တဲ့တယောက်တူးချင်းတွေကိုအားလုံးကိုလည်းမင်္ဂလာပါလို့နှုတ်ဆက်ပြရစေမင်္ဂလာပါရှင်ကျမတို့ဒီပေါ့နော်အချိန်ပိုင်းလုပ်ကိုင်နေတဲ့ဒီစီးပွားရေးလုပ်ငန်းကိုတွေ့တာ2023တော့တွေ့တာပေါ့နော်ကျမကစိတ်ဝင်စားလို့ဆိုပြီးတော့ကျမရဲ့ page နဲ့ကျမရဲ့မန်တာရဲ့ page မှာပေါ့နော်ကျမရဲ့နာမည်နဲ့ image ထည့်ပြီးတော့ကျမကတော့ free webinar ကိုပေါ့နော်ရရှိခဲ့တယ်2လအကြာမှာတော့စိတ်ဝင်စားလို့ဆိုပြီးတော့ကျမက US ဒေါ်လာ149ကျပ်ပေးပြီးပေါ့နော်နောက်တစ်ဆင့်ကိုထပ်တက်ခဲ့တယ်ပေါ့နော်ပေါ်ဒါ23ဇူလိုင်2025မှာပေါ့နော်ကျွန်မက business owner တယောက်ဖြစ်သွားခဲ့တယ်ပေါ့နော်အဲ့ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဒါကျွန်မရဲ့လုပ်ငန်းအကြောင်းလေးတွေကိုကျွန်မရဲ့ page မှာရှိတဲ့ follower တွေအားလုံးပေါ့နော်ကျွန်မအနေနဲ့ညှောက်ပေးခြင်းဖြစ်ပါတယ်စိတ်ဝင်စားစေတော့တဦးတယောက်ချင်းဒီအားလုံးကိုကျေးဇူးတင်ပါတယ်လို့မင်္ဂလာပါလို့လည်းနှုတ်ဆက်ပြရစေအခုတော့ဒါကျွန်မရဲ့ page ပေါ့နော် day 2အနေနဲ့ page ကပေါ့နော် live လို့ရတယ် day 2ပေါ့နော်89ရောက်ရှိလို့လာပြီကဲဆက်လက်ပြီးတော့ဒီနေ့